အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုဖြူစင်ဖြစ်ပါတယ်အခု26ရက်12နာရီ3:01အတွက်ကျွန်တော်တို့အော်ကွဲတစ်ခွဲရှိပါတယ်เนาะကျွန်တော်ရောင်းတာမဟုတ်ပါဘူး YouTube ကမိတ်ဆွေများကကြတော့ကျွန်တော်ရဲ့ Viber နံပါတ်95998458ဆိုတဲ့ Viber ကနေခဏလာတောင်းလို့ရပါတယ်ဘာဖြစ်လို့တောင်းခိုင်းတယ်လဲဆိုရင်ကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတာနဲ့လာတောင်းလို့ရပါတယ်เนาะ Facebook ကမိတ်ဆွေတွေကြတော့ကျွန်တော်ရဲ့ Facebook page လေးကို follow လုပ်ပြီးတာနဲ့လာယူလို့ရပါပြီเนาะအားလုံးပဲဒီမှာလဲ share နှစ်ကြိမ်အတွက်အော်ကွဲတစ်ခွဲအော်ကွဲနှစ်ခွဲရှိပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ပြောပြထားသလိုပဲကျွန်တော်ဖုန်းနံပါတ်ကနေYouTube မိတ်ဆွေတွေကတော့ဖုန်းနံပါတ်ကနေလာယူပါเนาะ Viber ကနေအော်ကွဲနှစ်ခွဲ 3D နှလုံးကြတော့ 2D ကြတော့အော်ကွဲတစ်ခွဲเนาะ7နိုင်အတွက်ဒါတနေ့စာအောက်ကဟာတော့တနေ့ကိုမနေ့ညနေနေ့တစ်ချိန်ပေါက်ပဲเนาะအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ကိုဖြူစင်ပါ YouTube channel ရမိတ်ဆွေတွေကတော့ဒီ Viber ဖုန်းနံပါတ်ကနေလာတောင်းပါ Facebook ကမိတ်ဆွေတွေကတော့ကျွန်တော်ရဲ့ account လေးကို follow နှိပ်ထားလိုက်တယ်နဲ့အဆင်ပြေပါပြီเนาะ follow နှိပ်ပြီးတာနဲ့အဆင်ပြေပါပြီ